အားလုံးပဲမင်္ဂလာပါဆရာသေးကြီးမှာဒီနေ့1388ခုနှစ်ကစုံလစု9ရက်2026ခုနှစ်မေလ9ရက်နေ့လည်းဖြစ်ပါတယ်မွေးဖွားခြင်းမှပြောတော့ကံကြမ္မာဆိုတဲ့အစီအစဉ်ကနေကြိုးစားပါခင်ဗျာဒီနေ့ကျွန်တော်ဟောပြောပြတော့မှာကတော့1388ခုနှစ်ကစုံလစု9ရက်2026ခုနှစ်မေလ9ရက်နေ့မွေးရဲ့ကံကြမ္မာကိုဖတ်ကြားပြတော့မှာပဲဖြစ်ပါတယ်ဒီနေ့ဒီလဒီရက်မှာဝေးဖွားတဲ့ကိုနေသားသမီးတွေဟာဆိုရင်ဖြင့်ရုပ်ရည်အပြင်အသားညွညွလေးရှိပြီးတော့ခန္ဓာကိုယ်ဖွင့်ဖွင့်ထောက်ထောက်တီတီကြီးကြီးနဲ့ပြည့်ပြည့်ဝဝဖြစ်လာမယ့်ပုဂ္ဂိုလ်တွေလည်းဖြစ်ပါတယ်စိတ်နေစိတ်ထားနေနဲ့တော့မာနကြီးတဲ့ပြီးတော့တဇွတ်တိုးတဇောက်ကံခေါင်းမာတက်တဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါသေးတယ်ပညာရေးအနေနဲ့ပတ်သက်ပြီးတော့ပညာရေးတစ်ခုကိုတိတက်ကျွမ်းကျင်တဲ့အသိပညာဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါတယ်ပညာရေးမှာအထူးအားကောင်းတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါသေးတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဆိုရင်တော့အိမ်တော်ကြတာကံကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ဒီနေ့ဒီလဒီရက်မှာမွေးဖွားတဲ့ပုဂ္ဂိုလ်တွေဟာအိမ်တော်ကြတာကံကောင်းပါတယ်။အမျိုးသမီးတွေဆိုရင်လည်းလေကောင်းသားကောင်းရနိုင်ပြီးတော့အမျိုးသားတွေဆိုရင်အမျိုးမြတ်တဲ့မိန်းမမြတ်တွေကိုရတတ်တဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါသေးတယ်။ဘာကြောင့်လဲဆိုတော့ဒီအိမ်တော်ဘက်တွေကိုရပြီးသွားရင်ဒီပုဂ္ဂိုလ်တွေဟာသူတို့ရတဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဆွေမျိုးသားချင်းတွေရဲ့အတိုင်းဝိုင်းမှာဂုဏ်တက်စေမယ့်ပုံစံတွေလည်းဖြစ်ပါသေးတယ်။သို့တော်လည်းပဲအားနည်းချက်လေးတစ်ခုတော့ရှိပါတယ်။ဒီနေ့ဒီလဒီရက်မှာမွေးဖွားတဲ့ပုံစံတွေဟာအထီးကျန်အရန်ဆိုင်ရတဲ့ပုံစံတွေလည်းဖြစ်ပြီးတော့အိမ်အောင်ကျသွားခဲ့တဲ့အမျိုးသမီးတွေအနေနဲ့သားသမီးတယောက်ထုံးကားခဲ့ပြီးပြီဆိုရင်တော့အိမ်အောင်ပြတ်တာမျိုးတွေအိမ်အောင်ကွဲသွားတာမျိုးတွေဒါမှမဟုတ်အိမ်အောင်ဘက်စောစည်းစွာကံကုန်သွားတာမျိုးတွေဖြစ်တယ်ပြီးတော့မုတ်ဆိုးမှတခုလည်းဘဝကိုဖြတ်တန်းရတဲ့ပုံကိုယ်လည်းဖြစ်ပါသေးတယ်။အမျိုးသားတွေဖြစ်ခဲ့မယ်ဆိုရင်တော့အိမ်အောင်ဘက်ဒီစောစီးစွာကံကုန်တက်ပြီးတော့ဘဝကိုတဦးနဲ့တယောက်တည်းနဲ့ဖြတ်တန်းရမယ်ပုံကိုယ်လည်းဖြစ်ပါသေးတယ်။စီးပွားရေးအနေနဲ့ပြောမယ်ဆိုရင်တော့ရေတွက်လုပ်ငန်းတွေမြေတွက်လုပ်ငန်းတွေစိုက်ပျိုးရေးနဲ့စက်မှုလက်မှုအပေါ်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ထုံးမဲ့ပုံကိုယ်လည်းဖြစ်ပါသေးတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဝေးဖွားလာစဉ်ကလေးကပူးပေါင်းနဲ့ပတ်သက်တဲ့ယောဂါတွေပါလာတတ်တာမျိုးလေနဲ့ပတ်သက်တဲ့ယောဂါတွေပါလာတတ်တာမျိုးတွေဖြစ်တတ်ပါသေးတယ်။ပူးပေါင်းနဲ့လို့ပြောရင်တော့အုံနောက်နဲ့ပတ်သက်တဲ့ယောဂါဝေဒနာတစ်ခုခုတော့၎င်းကျွန်တော်ဇက်ကြီးပေါင်းတွေခေါင်းနဲ့ပတ်သက်တဲ့ဆိုတော့ခေါင်းတစ်ချမ်းကြိုက်တာတွေခေါင်းကန်းတာမူးတာတွေအုံနောက်အားနေတာတွေစတဲ့ပူးပေါင်းနဲ့ပတ်သက်တဲ့ယောဂါတွေနဲ့ကျန်းမာရေးထိကမ်းမှုတွေဖြစ်တတ်တဲ့ဇာတာရှင်လည်းဖြစ်ပါသေးတယ်။နောက်တစ်ခုအနေနဲ့လူမှုရေးရပြောမယ်ဆိုရင်တော့ရိုးသားကြိုးစားတဲ့အထက်မှာတော့ပါပါတယ်စိတ်တက်လည်းပြင်းပြပြီးတော့စိတ်တက်ပြင်းပြပြီးတော့ကြိုးကြိုးစားစားရိုးရိုးသားသားနဲ့အစင်တစိုက်စူးစမ်းလိုစိတ်ရှိပြီးတော့စုံဦးတည်ထွင်တဲ့လုပ်ငန်းတွေကိုကြိုးစားတတ်တဲ့သူလည်းဖြစ်ပါသေးတယ်သူတစ်ပါးရဲ့ကောင်းကျိုးလိုရင်ဆန္ဒတွေကိုအမြဲတစေကူညီစောင့်ရှောက်တတ်သူဖြစ်ပေမဲ့လို့မာနလည်းအရေးကြီးတဲ့သူတွေဖြစ်ပါသေးတယ်ထူးခြားချက်အနေနဲ့လူတွေရှိမှတီတီကြီးကြီးခက်ခက်ညာညာနဲ့လူယိုသေးရှင်ယိုသေးဖြစ်လင်ကစားနောက်ွယ်မှာတော့မကောင်းမှုအကျင့်စရာလေးတွေကိုတာတာယာယာနဲ့ဆွဲမှတ်တဲ့လူလည်းဖြစ်ပါသေးတယ်ထူးခြားခြင်းအနေနဲ့ပြောမယ်ဆိုရင်တော့ဟာတဉာဏ်နဲ့ရှင်ပါသေးတယ်ဒါကြောင့်မို့အပြောကောင်းလို့လာတော့မသိဘူးမျက်နှာများတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါသေးတယ်အသိပညာဉာဏ်ပညာထူးခြားတာလေးတွေကအသိပညာဉာဏ်ပညာတွေတိုးတက်တဲ့ကောင်းမွန်တဲ့ကြိုးစားတဲ့ရိုးသားတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့စံအရင်ပွင့်ပြီးတော့စီးပွားရေးလုပ်ငန်းနယ်ပယ်မှာသူများနဲ့မတူတဲ့အောင်မြင်မှုတွေမြဲမြံတဲ့စီးပွားရေးပိုင်ဆိုင်ရတဲ့လူတွေလည်းဖြစ်တတ်ပါသေးတယ်။စူးတီတဲ့လုပ်ငန်းတွေလှုပ်ဆောင်တက်ပြီးတော့ဘဝအတက်အကျမြင်တဲ့ပုံကိုယ်တွေလည်းဖြစ်ပါသေးတယ်။စိတ်တက်မတီမငြိမ်မဲနဲ့စိတ်အတက်ကျမြင်တဲ့ပုံကိုယ်တွေလည်းဖြစ်ပြီးတော့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေကိုတမဟုတ်ချင်းဆုံးဖြတ်ချက်တွေချပြီးတော့နောင်တခဏခဏရတတ်တဲ့ပုံကိုယ်တွေလည်းဖြစ်ပါသေးတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ဆရာသေးကြီးလည်းပါ